အားဒီနဲ့တူကျွန်တော်တို့33ချိန်မြောက် SEA Games မှာမြန်မာနိုင်ငံရဲ့အလံကိုခြုံပြီးတော့နိုင်ငံတော်သချင်းဆိုပြီးတော့အတူတူဆွတ်တက်ယူခဲ့တဲ့ moment တွေကဘာမှလဲလို့မရတဲ့ကျွန်တော်ရဲ့ BT ပေါ့နော်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ခုနရှင်းစဲအားသားသမားတွေကိုဒီချက်ပုံမအောင်မြင်အောင်ကျွန်တော်တို့ပံ့ပိုးရမယ်ပြုစုပြုထောင်အောင်ဒါတစ်ပေါ့နော်နှစ်ကဘယ်ကစားနည်းဆိုတော့သူကခါဆက်ပြတ်နိုင်တယ်အဲ့တော့စင်ဆက်မပြတ်စူးစမ်းဖို့ကအရေးကြီးတယ်အဲ့တော့သူတို့ပဲကျွန်တော်တို့ပံ့ပိုးနေတာမဟုတ်သူတို့အားနဲ့ပဲလူငယ်မျိုးဆက်တက်တွေတတ်နိုင်ဆုံးကျွန်တော်ဝှက်ထုတ်သွားမယ်ဒီနေ့ဆိုနိုင်ငံခြားဒီပြောက်ကိုခေါ်ပြီးတင်ဖို့အတ္တိနဲ့ပဲတိုင်မိမှာပါကျွန်တော်တို့34ချိန်မြောက် SEA Games မှာမနစ်ကရရှိတဲ့ရွှေတစိမ့်ဆိုတဲ့ပုံရရှိအောင်ကျွန်တော်စူးစမ်းသွားမှာဒါကျွန်တော်ညီကိုတွေပေါ့နော်ဒါရခင်ဥက္ခရာကြီးရောအားလုံးတူတိုင်ပြီးတော့ကျွန်တော်တို့ကငါဆိုတဲ့အစွဲမရှိဘူးကျွန်တော်တို့စွဲတာတခုပဲမြန်မာနိုင်ငံနဲ့ကျွန်တော်တို့ဒီမျိုးကျွန်တော်အားစားတိုးတက်ဖို့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့တိုးတက်အောင်မြင်ရမယ်ဆိုရင်မိသည့်အားမဆိုရရှိနိုင်မယ့်အားကိုယူပြီးကျွန်တော်တိုးတက်အောင်လုပ်မှာ